လေးနေတယ်နော်ဆက်အခုကတော့မလားတော့နေပါပြီရှင်ဒီဘက်မှာတော့လက်တမီးကျော်ဆိုတာရှိရလို့ပြောပါတယ်ရက်တဲ့ဝါရီတမောလေးရှိပါတယ်မိသားစုလိုက်သွားတာပါနော်အဲ့ဒီအောက်မှာအပေါက်ကလေးတွေရောနော်ပဇွန်ပေါက်ကလေးတွေရှိပါတယ်ဖုန်းနဲ့ရိုက်နေတာလား yes ပဇံပေါက်ကလေးကြီးတေးသေးလေးရှိလက်တမီးပါတယ်လက်တမီးရေကန်အဲ့တော့နော်ဟိုကပြောတာပတ်တာအဲ့ဟိုပတ်တာအဲ့ဒါပတ်တာမှာဟမ်ဟိုဖြတ်တယ်လားမဟုတ်ဘူးဟိုပတ်တာမလားဒီဟိုပတ်တော့ပတ်ပြီးတော့မှခုနဟိုပါဟိုတက်မှာဟိုဆိုင်ကိုရောက်ပါလိမ့်မယ်ဆိုင်သားကိုအဲ့တော့မရောက်ပဲဟိုပဲပတ်ဘုံတော်နာဆက်သွားနေပါတယ်မောင်မလန်းတဲ့တဲ့အော်အားရေမရှိရနေအားဖြတ်သွားကြရအောင်ဆိုတော့ဘယ်လိုဖြတ်ရမလဲတော့မသိသေးပါဘူးရှင်ဖေဖနာဘူတာတူဒါWhat the hell bro လာကုန်းဘူးမရလို့လားဘိုးဘိုးဘယ်တချာမိုးလေပိုးမဲ့လူရတာရပြီစေဆိုစားမမကိုမိုးတာဘောလို့အရင်ကနာလုံးလေးခိုင်းလေကနာလုံးလေးကျင်းလိုက်ကနာလုံးလေးကနန်းဘုံလုံးမရဘူးလာကနန်းပေါ့နော်ပင်ကနန်းလုံးလို့ခေါ်ပါတယ် so let's start တော့ကြရအောင်ခုံးဖို့ရလည်းဦးလေးတက်နေပါတယ်တဲ့ဒီနဲ့ချွဲနေတယ်ချွဲရတယ်ကနန်းလေးဒါကနန်းလေးမစားလုံးနဲ့တူပါစားရင်တော့လိုက်ဟာစားရင်ဘာလို့တက်နေလိုက်ထိုးရင်ကလော်ထုတ်လိုက်ထွက်တာကနန်းလေးတွေလည်းအများကြီးရှိပါတယ်နော်သူကဂေဟာတစ်နှစ်တစ်ခုလို့ပုံမှန်ပဲတာလေဝင်ကစောတွေ့လားဝင်ကစောတော့အားလေခေရမှာဝင်ပြီးတော့ဘာဟဲ့အခုရပါဝင်ကစောဟဲ့ပဲဝါဝင်ကစော
ဝင်ကစားတော့ပြောကြပါလေ so let's go သွားကြပါလေတော်နေပါဘယ်သွားနေလဲတော့မသိတော့ပေါက်ရအောင်သွားနေ အောက်ကဆင်းမှာဒီရမှာ ဒီနေ့တော့နေရာရှိ ဒီ တယ် ထဲကပို့ပြရတယ်ဘောင်းမရှိ သွားခလေး ဒီထူး အေးနော်